ခင်ဗျားသူ့စီက reply တစ်ကြောင်းရဖို့ဖုန်းကိုထိုင်ကြည့်နေတာဘယ်နာရှိပြီလဲခင်ဗျားကသူ့ကိုချစ်တဲ့ထက်သူကခင်ဗျားကိုအရှင်းမပလာလို့တက်တက်နေတာမပန်းပန်းဘူးလားခင်ဗျားကသူ့တော့ကိုလိုက်နေ၍ခင်ဗျားကတောက်ပန်နေရတဲ့သူဖြစ်နေလိမ့်မယ်ဒီနေ့ဗီဒီယိုမှာခင်ဗျားကိုဘယ်သူမှအဲ့လိုရှူလို့မရအောင်တန်ဖို့ထားလာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုသိပညာရှော့ရတုံးချက်ကိုပြောပြပြတော့မှာပဲဖြစ်ပါတယ်ခင်ဗျားကဒီအချက်တွေကိုသိသွားရင်ခင်ဗျားသူ့တော့ကိုလိုက်နေကြမလို့တော့ပဲသူကခင်ဗျားကိုတုံးချုံရမှာကြောက်သွားစေရပထမတစ်ချက်ကကြတော့ရှင်းရှင်း logic ပြောင်းပါလူတွေကပြင်းနေတဲ့နောက်ကိုပဲလက်ရှင်ကြတာခင်ဗျားကသူ့နောက်ကိုတကောက်ကောက်လက်နေပြီးသူကရှောင်းနေအောင်ပါပဲအဲ့ဒီကခင်ဗျားရဲ့ energy တွေကိုခင်ဗျားရဲ့ body အတွက်ကျင်းသွားတာခင်ဗျားရဲ့အလုပ်ခင်ဗျားရဲ့ရင်မင်းရဲ့ပြန်တိုင်းဝါသနာတွေစီပြောင်းပါခင်ဗျားကဘောနဲ့တောက်ပနေချိန်မှာသူကခင်ဗျားကိုပြန်ငဲကြေးလာလိမ့်မယ်ဒုတိယအချက်ကကြတော့ခင်ဗျားရဲ့အရှိန်တွေကိုဈေးကြီးပေးလိုက်ပါသူခေါ်လိုက်သွားသူပြောတဲ့ reply တန်းပြနေတာခင်ဗျားမှာအလုပ်မရှိဘူးလို့ပြောနေတာနဲ့အတူတူပဲအဲဒါကြောင့်ခင်ဗျားရဲ့အရှိန်တွေကိုဈေးကြီးပေးလိုက်ပါခင်ဗျားမှာလုံးစရာအလုပ်တွေရှိရမယ်ခင်ဗျားမှာတက်လိုက်ရမယ်ရင်မချက်ပန်းတွေရှိရမယ်ဟာဘယ်လိုမှရှိရယောက်ျားလေးတယောက်ကသူ့ရဲ့အရှိန်တွေကိုသူ့ရဲ့ရင်မချက်ပန်းတဲ့အတွက်ပဲသုံးတယ်တတိယအချက်ကကြတော့လမ်းခွဲရမှာကိုမကြောက်ပါနဲ့အရေးကြီးဆုံးအချက်ပဲလူတွေကခမည်းကိုမလေးစားတဲ့နေရာမှာသိရှိနေသူကခမည်းကိုနှိမ်ကွယ်လိမ့်မယ်ဒါကြောင့်ခမည်းကိုမလေးစားရင်နာထွက်သွားနိုင်တယ်ဆိုတော့တတိရှိမှလားတစ်ဖက်လူကခမည်းကိုလေးစားလာမှာတကယ်တော့ခမည်းကိုခမည်းတန်ဖို့ထားမှာလူတွေကခမည်းကိုတန်ဖို့ထားတဲ့လာမှာအခုကစပြီးတော့သူ့ဒီ message ပို့မဲ့လားခမည်းကိုခမည်းဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာသိကြပါခမည်းလောက်နိုင်လားတကယ်လို့လောက်နိုင်တယ်ဆိုရင်ကောင်းပါ value လို့ကြည့်ပေးခဲ့ပါဒီဗီဒီယိုလေးကခမည်းအတွက်သုံးဝင်တယ်ဆိုရင် like share subscribe လုပ်ထားဖို့မမေ့ပါနဲ့